အားလုံးပဲမင်္ဂလာပါ။ဇာနေဖော်ပေါ်နေမှာကြိုဆိုလိုက်ပါတယ်။ဒီမှာတော့ Manchester United ရဲ့နောက်ဆုံးအသင်းကိုတင်ဆက်သွားမှာပါ။ဒါEvelyn Connor ရဲ့ဖော်ပြချက်အရပေါ့နော် Manchester United ရဲ့ကိုယ်နဲ့ကစားသမားဖြစ်တဲ့မစ္စမောက်အနေနဲ့ဒီနေရာဒီမှာအသင်းကနေပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။အသက်28နှစ်ရွယ်ရှိနေပြီဖြစ်တဲ့ဒါကိုယ်နဲ့ကစားသမားမစ္စမောက်အနေနဲ့ပေါ့နော်။ချက်စီအသင်းကနေ United ကိုပေါင်55တန်းနဲ့ရောက်ရှိလာပြီပေါ့နော်။သူရောက်ရှိလာခဲ့တဲ့ဒါ United ကိုရောက်ရှိလာတဲ့အချိန်ကစပြီးတော့ဒါယနေ့အချိန်ထိပေါ့နော်သူ့အနေနဲ့အသင်းမှာပုံမှန်ပွဲထွက်ခွင့်ကစားခွင့်မရရှိခဲ့ဘူးပေါ့နော်အသင်းနဲ့သူစူးစမ်းရုန်းကန်နေရမယ်အစားသူ့အနေနဲ့ဒဏ်ရာပြဿနာအနေနဲ့ဒါရင်ဆိုင်ရုန်းကန်နေရတယ်ပေါ့နော်ဒီအတွက်ကြောင့်လည်းဒါ United တို့အနေနဲ့ကဒါသူ့ကိုကောင်းကောင်းအသုံးချလို့မရတဲ့အခြေအနေနဲ့လည်းကြုံနေရတယ်ပေါ့နော်ယခုအခါမှာတော့ဒါမစ်ဆင်မောင်းနဲ့ United တို့ရဲ့စာချုပ်တက်တန်းနဲ့နီးပါးကလည်းကုံဆုံးမှုတစ်ဖြည်းဖြည်းနီးကပ်လာတယ်ပေါ့နော်အဲ့ဒီအခြေအနေတွေကြောင့်ပဲဒါ Aston Villa အသင်းကလည်းဒါသူတို့ရဲ့ကွင်းလယ်အတွက်မစ္စမောက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ဒါအက်စတန်ဗီလာအသင်းရဲ့ဒါမစ္စမောက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့သတင်းကပေါ့နော်ဒါမစ္စမောက်ကိုအသင်းကနေထွက်ခွာဖို့ထွက်ပေါက်တစ်ခုဖြစ်လာနိုင်တယ်လို့လည်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်